ကြရင်သားပဲမှာအမြောက်နာစိန်နာဘုံနာနေကြတက်ဆောင်ဆံများဘူသွားနေပြည်သမျှရွတ်စိတ်တန်တောင်းမင်းကိုပဲမကြောက်တနေ့တလောင်းမကောင်းမဲ့ပြေဒီဝေးစိတ်ဝဲနာတို့တရားတော့တွေ့ပြီးမောင်ထိတ်ထာလုံးမြန်ရန်တာစခန်းတနေရမဝမ်းဒီခွဲလီရောက်လို့ရပေါ်တော့ဟေးဒါစီဘယ်လိုလဲဒါစီဒီရဲဘောဘာဖြစ်လို့ငိုတာတော့ဟာဘိုးကျွန်တော်ရှေ့တန်းမှာတိုင်းပြည်တောင်ကိုရိုးရိုးချွတ်ချွတ်ထမ်းဆောင်နေတော့နောက်တန်းကနေစားလာတယ်နောက်တန်းကစားလာတာဟုတ်ကဲ့ဘာလို့ကိုဒိန်းအောင်နဲ့ရှင်ရှေ့တန်းသွားနေတော့ကျမအနောက်တန်းမှာကိုဝင်းကြီးကြောင့်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်ကျွန်တော်တိုင်းပြည်တောင်ကိုထမ်းဆောင်နေတာဝင်းကြီးဆိုတဲ့ကောင်ကျွန်တော်မိဘဘာလုပ်နေလဲမသိဘူးဟုတ်ရကွာပေးသမှာကွာကိုဝင်းကြီးကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတယ်နောက်တန်းမှာကျွန်တော်ကိုဝင်းကြီးနဲ့စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်ကိုဝင်းကြီးဘယ်ကိုဝင်းကြီးရမှာတော့ကိုဝင်းကြီးလားကိုဝင်းနဲ့ကျွန်တော်ရှင်သွေးရတော့မယ်အမျိုးကောင်းသားလေးတယောက်ထုံးတောက်တော့မယ်ဟုတ်ကဲ့ဝင်းကြီးတင်လိုက်တာဘောမလေးနောက်လာမယ့်ကျေတပွင့်ထုံးတောက်တော့မှာဟုတ်ပြီရောက်ပြီဟေးအဲ့ဒီစီမကြရနော်ကျွန်တော်ဒီတနက်နဲ့လောင်ချာနဲ့လဲပေးပါဘာဖြစ်လို့ဒီတနက်ကကျွန်တော်နဲ့အရက်နဲ့ဒတိုင်းနဲ့ဖြစ်နေလို့ပါရှာမရှိနဲ့ဘာမှရှာမရှိနဲ့ပြန်မပြောနဲ့ဟုတ်ပြောခံလည်းမပြောနဲ့မပြောပါဘူးစိတ်ရှိတော့မှစဉ်းစားဟုတ်ကဲ့ကိုခံလည်းမပြောနဲ့မပြောပါဘူးအမဟုတ်ကဲ့ကိုဒီစစ်တပ်တဲ့ဝင်လာဆိုတော့ဘယ်လိုရည်ရွယ်ချက်နဲ့ဝင်လာတာတော့ကျွန်တော်ပဲအရန်ကြိုက်လို့ကိုကြိုက်တယ်ငါနဲ့ပဲနေစားဟုတ်ငါနဲ့ပဲနေမစားဘူးပဲရတဲ့စားပါပဲရတဲ့စားကျွန်တော်ပဲကြိုက်တယ်ဟုတ်ပြီโอเคနေရောမင်းအဖေနာမည်ကကျွန်တော်ဖေနာမည်ကဒီတိုင်းပြောလို့မရဘူးဘိုးခွဲနဲ့လက်ပြောအဖေနာမည်လို့ဒီတိုင်းပြောလို့မရဘူးဘိုးကြီးဟိုဘက်လှည့်အောင်ဟုတ်ပြီဟုတ်အဖေနာမည်ဟုတ်ကဲ့ပြီဘာလို့ဟာဥတာဝဥတာဝအဖေနာမည်ဥတာဝဟုတ်ပြီကဲဟုတ်ပြီရဲဘောဟုတ်ပြီကဲရဲဘောရဲ့အမေနာမည်ဘိုးကြီးကျွန်တော်မလက်ခိုင်းရင်ဖလက်ပါနဲ့ကျွန်တော်လက်ပါကျွန်တော်လက်ဆိုမှလက်ပါဟုတ်ပြီအမေနာမည်မတ်ကျင်ဟုတ်ပြီရဲဘောဒါဘိုးမင်းပမာနေတာတော့အိမ်မှာပါအိမ်မှာနေတာသိတယ်လေအိမ်မှာနေတာသိတယ်ဘယ်မြို့မှာနေတာလဲကျွန်တော်နေတာဟုတ်ပြီကျွန်တော်ကပထမတော့ကျွန်တော်မြင်းကြံနေပြီးတော့အိမ်နာချင်းမျိုးဖြစ်တယ်ကျွန်တော်မအူပင်ုံပြောင်းတယ်မူပင်မှာလည်းကျွန်တော်တို့ငါးများတယ်ငါးရှာလို့မလွယ်ဘူးဟုတ်အဲ့ဒါနဲ့ကျွန်တော်မအူပင်ရဲ့ရွာချင်းကမန္တလေးရောက်သွားတယ်မန္တလေးအထက်ဒီမာကြီးပဲဟုတ်ကဲ့မန္တလေးကနေပြီးတော့ဟိုပါပေါ့နော်2ရက်ကွက်ကျော်ကျွန်တော်ပသိမ်ကိုဆင်းပြီးတော့မန္တလေးဟိုအထက်ကနေပြီးအောက်ပြန်ဆင်းတယ်အောက်ဆင်းပြီးအခုကျွန်တော်ကြီးမနိုင်ပါပါကြီးမနိုင်ပါဘူးကြီးပါတယ်ပေါ့အမေကလည်းပဲဒုက္ခပါပဲဟုတ်ပါပြီအဖေနာမည်ကကျွန်တော်အဖေနာမည်ကဥစာဒူးကြီးစာဒူးကြီးဟုတ်တယ်ကြားတော့ကြားပြီစာဒူးကြီးကြားအေးတော်တော်မဲ့ဆိုပဲဟုတ်ကဲ့မဲ့တော်မဲ့ဘိုးကြီးတောင်းကြည့်မလားနှိတ်တော့နှိတ်ဆိုပဲတော်နှိတ်တယ်စာဒူးကြီးအမေနာမည်ကဒေါ်ကေတီပန်ဟိုအေးကြားတော့ကြားပြီကွာဒီလားသူလည်းတော်တော်မဲ့ဆိုပဲကွာဘိုးကြီးတွတ်မလားဟုတ်ပြီရဲဘော်နာမည်ကပိုတွေ့မရှောင်ဘိုးကြီးတွတ်မလားဟုတ်ပြီနေမတွတ်ရှောင်းပါဒီမှာရဲဟုတ်ပြီရဲဘော်ဘိုးကြီးကျွန်တော်နာမည်မေးပါကျွန်တော်တော်တော်လင်းနေပါဘိုးကြီးဘာဖြစ်လို့တော့အကုန်လုံးလင်းနေပါလားဘိုးကြီးမခံနိုင်တော့ဘူးရှာလည်းပြီရုပ်ပါဟုတ်ပြီရဲဘော်ဘိုးကြီးဘယ်မျိုးမှနေရတော့ကျွန်တော်တသားတစ်ပါလောက်က20ရှိပါဘိုးကြီးတသားတစ်ကလုံးတဲ့20လားဟုတ်ကဲ့ပါကျွန်တော်ပြင်ဆင်ပေးပါတော့ဘိုးကြီးဘာဖြစ်လို့ပြင်ဆင်ငါပေးရမှာလို့ကျွန်တော်မနေ့ကမှတက်ထဲဝင်တာဟုတ်ဘယ်နဲ့မနေ့ကမှတက်ထဲဝင်တော့ပြင်ဆင်ပေးရမှာလားမေးပါကျွန်တော်မေးပါဟုတ်ပါပြီနေပါမင်းဘယ်မျိုးမှနေရတော့ကျွန်တော်ပင်လယ်ပြင်ရပါဘိုးပင်လယ်ပြင်ဟုတ်ကဲ့ပါပင်လယ်ပြင်ဟုတ်မင်းအဖေနာမည်ဦးတင်မောပါဘယ်လိုတင်မောဒါတမန်နဲ့တင်မောအမေနာမည်ကဒေါ်အင်ရဝရီဟောဒါလည်းပါရောနာမည်ကပဲ့ချင်းညနာကြီးတော်ကြိတ်မယ်ကောမင်းတို့အားလုံးကောက်ပဲလားဟုတ်မင်းတို့စစ်ကြောင်းဝင်လဲဆိုတော့မင်းတို့နားမလဲဘူးလားစီကံဥရီနားလဲလားဟုတ်ရိတ်လိုက်ပါမကြည့်ချင်ဘူးရှင်းရပြန်တဲ့နောက်တန်းဝင်တဲ့အကုန်ရိတ်လိုက်ဟိုမှာကျွန်တော်သွားရမယ်ဘိုးကြီးမမရမခဏမလားဟုတ်ကဲ့ရုပ်ကြီးတောက်ဖို့ဆက်ဟုတ်ပြီရိတ်ချင်တဲ့နေရာမှာပြောင်းသွားဖို့ရိတ်ကြည့်တာပဲဟုတ်တယ်မလားဟုတ်အားလုံးโอเคနော်ဟုတ်โอเคအားလုံးမကင်း
ရှင်းလားဖြစ်ပါ ခြေလမ်းရှင်းနေနော်အရေးကြီးနော်ရန်သူလေးဘုံတိုင်းမှာငါဆိုရင်ပြေးပြီးတော့ဝေးချစ်မောင်မင်းကို ဟောဘယ်ကြည့်ကြည့်တယ်မရဘူးလေ မောင်မင်းဝေးလို့မရဘူး မရဘူးလေ ပြောမလို့ချစ်မောင်မင်းပြေးမကတ်နဲ့ဒီဒီလေးလက်ပင်ကြီးကြီးကိုကတ်လွတ်မဲ့ကြီးဝေးရှင်းမှာချီးပုံချီးပုံရှိတယ်တတိထားမယ်ဟုတ်တယ်မလားကင်းနေချတာလေအားလုံးပဲဟိုဘက်မှာဆိုရင်ကင်းနော်ဒီဘက်မှာဆိုမွေးပွေးနောက်မှာဆိုမွေးဟာကျွန်တော်တို့တိုက်ကိုတိုက်ရအဲ့ဒါလေးရှိတယ်အဲ့ဒါကြီးအရေးကြီးအဓိကအရေးကြီးတော့လက်ကမြန်မို့နော် ဟုတ်လားဘာဘိလက်ကမြန် ဘိသိပါတယ်ဟောတကတော့ဖြုတ်လာဟုတ်သိပါတယ် သွားပါတော့ဝေးကြောက်သားဝေး ဟုတ်လေ ဝေးရဖတ်ဖို့တော့ဝေးရဝေးရ ဟောအေး ဘုန်းကြီးရိုးရိုးတင်တင်နဲ့ အေး အကျင့်ပါပါလေ ငါကိုမချရဘူးအေးအဲ့ဒါဒီထဲမှာဆိုတော့တပည့်နဲ့ပြောနေရတာပဲကိုကြီးတဲ့နေရာရောက်နေတာဟုတ်ကြီးတဲ့နေရာရောက်တော့လေကိုစီခန်းလေးနဲ့ကလေးတွေကဒီလိုပဲတပည့်လည်းသားဟေးကဲသူလည်းစိတ်ချမ်းသာပါစေကိုလည်းစိတ်ချမ်းသာပါစေပေါ့ကိုချစ်သူလေးနဲ့ချစ်သူရှိလေးကိုသွားအောင်ဟောရောက်ပေါ့အာချစ်သူအာမောင်တော် ဘုံလေးလောတာပေါ့ကိုရဲ့ ရမုံတလေးမောင်မေးလို့မရဘူးရမုံလေးစားလဲရမုံအိတ်လဲရမုံဘဲတော့ရမုံအဲ့လောက်တော့ပဲ ဆွဲနေတာပထမစားတော့မှရမုံညစားတော့မှရမုံအိတ်ကြတော့အဲ့ပါ တောနဲ့တောင်းလဲနဲ့မြေရင်နဲ့ချောက်ကွက်ကြကြပေါင်းစကားလူသားကဘာလှပပါလေမင်းတယောက်တော့ကြောင့်တလောကလိုကြီးကြရုပ်ဆိုးကုန်ပြီနော် ဟာဘာတော့မင်းဘာတော့ ဒီနယ်တွဲမှာစိုးကိုတိုက်ခိုက်နေတဲ့တဘုံပြပြူးဆိုတာငါပဲကွာ ဩဒီနေ့တော့မှဆိုကိုတိုက်ခိုက်နေတဲ့သဘုံမြက်ပြူးဆိုတာမင်းကို ဟုတ်တယ် ဟာအသေးကောင်းလို့မွေးတောင်းတာပေါ့ကွာမြက်ပြူးဟာမင်းကအမောင်နဲ့ရပါကွာရောမင်းကအမောင်နဲ့ရငါအလင်းနဲ့ရနားလေလား ဟေးအမောင်လေးလေးနေဒီချိန်ကမှလာပြောနေနေအချစ်တွက်နဲ့ပတ်သက်လာရင်ဘသူကမှရှိမထားနိုင်ဘူး အာရတယ်ကြီးအေး အဲ့ဒီဂျမ်းပုံလေးကငါချစ်သူမင်းနောက်ကိုဆုံး လေးသမ်းမရမ်းမို့အားကြောင့်မတော်ပါနဲ့မလုပ်ဘူးကျောင်းကငါချစ်သူငါရဲ့အသေး အဲ့ဂျမ်းပုံကနှလုံးသားငါ့ဘဝ မလုပ် ကျမတို့က ရမ်းမို့ခဏလေးရမ်းမို့ဓမ္မအခုချင်းချစ်တယ်နော်သူ့ကိုစမကင်စမကတ်တယ်နော်သူ့ကိုအမြင်ကတ်ရင်အမြင်ကတ်တယ်ငါ့ကိုကြိုက်ရင်ကြိုက်ပွင့်ပြောလိုက်စားဘယ်သူ ဂျမ်းပုံကိုချစ်တယ်မလားကိုကြီးကိုချစ်တယ်မလား အော်မသိဘူးကျ ရမ်းမို့အခုလီရမ်းမို့နေဟာမလုံးနဲ့မြပြူး ဒီမှာ တနာတယ် အချစ်တွက်နဲ့ပတ်သက်လာရင်လောကမှာဘသူကိုမှအရှိမထားနိုင် အေး ဘူးကြီးနေမှာဂျမ်းပုံရဲ့ဆုံးဖြတ်ကရေးကြည့် အေးဒီကလည်းမင်းနှကောင်းစားကင်းမဝင်နိုင်ဘူး နော်ဂျမ်းပုံလေးနဲ့ဒီနေရာမှာမင်းတို့ကတယောက်ယောက်မရှိမှဒီလောကကြီးကအေးသွားမယ် မှန်နေ ဒီလောကကြီးမှာမင်းရင်လည်းတေးရင်တေးငါရင်လည်းဂျမ်းပုံနဲ့ညားချင်ညားပလိုက် ခဏလေးဟုတ်ငါရင်လည်းတင်လည်းတင်မင်းလည်းတင်လည်းတင် ငါမသိနိုင်ဘူးမင်းရင်လည်းတေးရင်တေးငါရင်လည်းဂျမ်းပုံနဲ့ညားရင်ညားဒါမှမဟုတ်မင်းကိုမွေကတ်ချင်ကြိုက်မယ်ငါလည်းဂျမ်းပုံနဲ့ခလေးတွေရချင်ရမယ် ငါဘက်ကမင်း မလို့ငါတို့ကတစ်ဖက်သက်တစ်စွတ်ထိုးပဲတယူသန်သမား မလုပ်တော့ တယူသန်သမား မလုပ်ပါ ဒီနေရာမှာမင်းနဲ့ငါတဲ့လက်ရုပ်ရည်ကြီးရှင်မဖြစ်မယ်ဆိုတဲ့အချိန်မရွေးပဲကွာဟဲ့မိုက်တယ်ကွာဟဲ့မိုက်တယ် အော်ထိုးလား ထိုးတယ် အော်ဒီလိုထိုးလား ထိုးတယ် ရတယ် ထိုးတယ် အဲ့လေဆိုလည်းမင်းကိုငါညစ်တယ် အော် ညစ်တယ် အော်တေးပြီတေးပြီ ဟဲ့လေဘင်းကိုညစ်တာဘာကလေဘင်းကိုညစ်တာ လေဘင်းဆိုလေလေဘင်းကြပြောလေ လေဘင်းကိုညစ်တာ ဟောမြန်ကောလေဘင်းညစ်လား ညစ်တယ် ငါ့ကိုလေဘင်းညစ်မင်းကတပင်ကြီးနှုတ်တယ်နှုတ်တယ်ကွာနှုတ်တယ်နှခမ်းမွေးကိုနှခမ်းမွေးကိုနှခမ်းမွေးကို နှခမ်းမိုးလို့စောစောပြောပါလား နှခမ်းမွေးကိုနှုတ်တယ် မင်းအဲ့လိုနှခမ်းမိုးကိုနှုတ်တယ်လား နှုတ်တယ် အဲ့ဆိုလည်းမင်းကိုငါဆွဲတယ် အော်ခြေချီတော့ကို ဟောဒီလိုလားမင်းငါ့ကိုချောက်ကိုလို့လေ ဆွဲတယ် ငါ့ကိုချောက်ကိုလို့မင်းကိုငါဟောလို့နှိုက်တယ်ကွာထိုးတယ်ကွာမျက်လုံးကိုမျက်လုံးကို မျက်လုံးကိုလို့မင်းကစအဲ့လိုပြောပါလားမင်းကအဲ့လိုဆိုရင်မင်းကငါဂရီထိုးတယ် ဟာရတယ်ကတော့တော့ဟာတယ်ရ အဲ့ကမင်းငါထိုးပြီးနေပြီဗျာ နည်းပါပြောလိုက်ပါလား ပြီး ထိုးပြီဆိုရင်နည်းပါပြောလိုက်ပါလား အေး ဟောဂလိထိုးလိုက်လား ပြီးလို့ပြီးမှလည်းမအေးညာပြောနေတယ် ဟောဂလိထိုးမင်းချောင်းနဲ့ချောင်းကဟောလို့ဆွမ်းတယ်ကွာ ပြီးတော့လုံနေမလုံနေမြပြီ ဟာလေ မလုံနေ ဒီနေရာမှာမင်းကတရားရောက်မရှိမှဖြစ်မှာ မှန်တယ်လေ မင်းကအပြတ်ရှင်းလိုက်မယ်လက်ရုပ်ရည်ရှိလို့မြန်ဟိုင်းဒါပဲ ဒီလိုလားအော်ရတယ် ဟောဒီလိုလားမင်းနဲ့ကလည်းတပွဲတလားကိစ္စအောင်တာ
ဘူးအမောင်နဲ့ကဘယ်တော့မှရှင်းလို့မရဘူးအလင်းမှာ သိတယ်ဟေးရှင်းလို့မရလဲရရင်လုံးပါပဲဒီညမင်းနဲ့ကတဲ့စမ်းကြတယ်ဟုတ်လား ဘယ်မှာအေး ယောက်ျားပြီးတနက်ချင်းရှင်ပြစ်လိုက် တနက်ချင်းရှင်းပြတယ် ကြောချင်းကတ်မယ်ခြေလမ်းသုံးလမ်းလမ်းမယ် အားက 1 2 3ဆိုတဲ့ဗျိုင်းလူပြစ်ပြီးသား ဟုတ်ကဲ့ ready စဉ်းနေပြီမှာလမ်းမယ်1 2 3 အမောင်နဲ့ကအမောင်နဲ့မှမနေခဲ့အမောင်နဲ့ကအမောင်နဲ့မှမနေခဲ့သဘောပေါက်လိုက်ရ ဒီလိုရက်သက်တယ်တကယ်ဖြစ်တယ် မင်းနားလေလားဟမ်နားလေဟမ်နားလေလားအမောင်နဲ့ကအမောင်နဲ့မှမနေပါတော့ပေါ့နော်ကြောင်နားလားနားလား အရှုံးနေပါပြီကွာအရှုံးနေပါပြီမင်းကော ဒီလိုခွေမျိုးကိုစောင့်နေတာကြာပြီ မင်းကောတခုတော့ကူညီပါကွာ မင်းကငါဘာပြောငါကူညီရမှာဟဲ့ ငါရဲ့နောက်ဆုံးချိန်မှာမင်းကောတခုတော့ကူညီပါ မင်းကငါဘာကူညီရမှာ အစကားနည်းနည်းပြောမယ်လို့ သေတာများစကားသေတဲ့မသားတဲ့မှာမင်းတော့စကားများတော့ရှိကုန်မရှိ ငါတည်သွားရင်ငါ့ကိုမြေမမြုပ်ပါနဲ့ကွာ မင်းမမြုပ်လို့ငါမရဘူးဖျားတင်ကိုတင်ထားမှာ မြေမြုပ်ပြီးလို့ရှိရင်ငါ့ကိုဂူးသွင်းလို့ရှိရင်ငါ့အုပ်ကိုကန်ထရက်တွေလည်းထဲမထဲပါနဲ့ ပြောင်းဘာပြောနေ ဘီလာမြေနေလို့ကမုတ်ကူပြိုကြရင်မသားပြီးနေမှာစိုးလို့ ရှာမရှင်းနဲ့သေပြီးမှတော့ဘာမှမသိဘူးသေကိုတော့ကိုဘာမှမပါဘူးနားလားအမောင်နဲ့ကောင်အမောင်နဲ့မှမနေခဲ့ထပ်ပြီးတော့ ငါစကားနည်းနည်းပြောမယ် ပြောသေနဲ့မြန်သေးကွာစကားအများကြီးဆိုတော့လေပြောပါမယ် ငါတင်ငါအုပ်ကူထဲမှာအဲယာကိုလေးနဲ့ TV လေးတစ်လုံးစလုံးလေးတက်ပြီးထည့်ပေးလိုက်ပါ အော်သေတာတော့မှပဲသေတာတော့မှပဲသူအဲရကူနေပါလိမ့် မသားအိုက်တက်လို့ဘောလုံးပွဲလေးကိုအဲယာကိုလေးနဲ့ကြည့်ချင်လို့ပါကွာ ကတောက်ဖက်ဖက်မကတောက်သေတော့ စကားနည်းနည်းပြောမယ်နော် ဘယ်မသားမှမင်းတော့စကားမများဘူးကွာမင်းမသေ ငါ့ကိုနောက်ဆုံးအနေနဲ့ကူညီပါ ငါဘာကူည ငါအမေကိုငါဒီလိုဖြစ်သွားပြီဆိုတဲ့အကြောင်းအမေကိုကြော့သွားတဲ့အကြောင်းလေးငါ့ကိုပြောပြပေးပါ ဘယ်မင်းကဘယ်မဆုံးပါဘာမဆုံးပါသားမွေးမမလည်းမသိပဲနဲ့မင်းအမေကဘယ်ဟိုသွားရှာမလဲငါ ငါအမေဘယ်မှာလဲဆိုတော့မြစ်တိရောက် မင်းအမေကဘာမှတော့ ငါဒီအေးအေးတော့မင်းလိုက်လိုက် ဒီကောင်မင်းကလေးပြောက်ကလေးကမများနဲ့တော့ရမင်းတို့အမောင်လေးကကလေးကမများနဲ့တော့ရ ဟုတ်ပါဘူးကွာ ဟဲ့ ငါဒီအေးအေးတော့မင်းလိုက်လိုက်ပါ အေးတော့နေတယ် အေးအေးတော့မင်းလိုက်လိုက်ပါ မင်းကလေးကမများနဲ့တော့ရ မရဘူးကွာ တကယ်တော့ရ တကယ်သွားတာပါကွာ အေးယုံရတာမဟုတ်ဘယ်ပဲအိတ် ဒီနေ့အေးတော့တိုင်း ဒီလေး ငါအမေကိုငါကြော့သွားတဲ့အကြောင်းလေးပြောလို့ရအောင်ငါအမေကိုမြစ်တိကကြည့်လိုက်ပါ ဟာဟုတ်ပြီဒီဆိုကြီးမြေပြူတက်ခုကမ်းမှာတယောက်တည်းအိတ်လို့မရလို့အဖိုးခေါ်အိတ် အဲ့ဒါမဟုတ်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 ဒီမျိုးစားတာမလို့စားမလို့ ဒုက္ခပါမြို့ကလေးကလေး စားမလို့ ကလေးကမှမများနဲ့ စားမ ဟုတ်ပြီဟုတ်ပြီအော်ဟုတ်တယ်ဘုန်းနဲ့ဒီဆိုကြီးပါသွားရအမမင်းကလေးတယောက်ကိုပါရမကျင်း အဲ့ဒါမဟုတ်အဲ့ဒါတရေသားတွေကပါတဲ့ဥစ္စာဖြတ်ပြီးသိတာ ဆုံးအောင်မဖ အဲ့ တ် တောင်မလို့ဒီကမှာ အမေကကလေးကမှများလာရောက်ဘယ်အမေကလေးကမှများလာရောက် ဒီကမှာငါအမေထပ်ပုံ မင်းမေတ္တာဘူး ငါအမေထပ်ပုံလေးကိုမကြည့်ငါအမေကိုရှာပြီးငါကြော့သွားတဲ့အကြောင်းလေးပြောပြလိုက်ပါ ဒီကလေးကမှများနေတော့ ရပါဘူးရပါဘူးငါအမေနာမည်ကဒေါ်ရွှေမိအဲ့ဒီဒေါ်ရွှေမိကိုငါကြော့သွားတဲ့အကြောင်းလေးကိုပြောပြပေးပါကွာ မင်းရဲ့အမေကဒေါ်ရွှေမိ ဟုတ်တယ်အဲ့ဒေါ်ရွှေမိရဲ့သား မင်းကဒေါ်ရွှေမိရဲ့သား ဟုတ်တယ် ဟင်ဘာလို့မရမင်းညီအောင်နေအောင်နေ ငါငယ်ငယ်လုံးမင်းသိနေတယ် ညီလေးအောင်နေ ဒီလေးဆိုပြရငါအကိုကြီး ညီလေးအောင်နေ အကိုကြီးကုန်ကြ ခဏအောင်နေအောင်နေ ကိုကြီးကုန်ကြ ညီကိုလေးဒီမှာလာတော့ညီလေးဘာမှမဖြစ်နဲ့အကိုကြီးဆေးုံပုံကဒီနေရာလေဆေးုံနဲ့ဝေးတယ် ဟုတ်ကဲ့စေုံနဲ့နီးရပြီ ညီလေးပူတယ်ပါညီလေးစတဲ့ကွာဆက်ရတယ်ဘာညီလေးကွာဒီနေရာမှာလာပြီးတွေ့ရတယ်ကွာ ကိုကြီး လာတယ်ကွာညီလေးညီလေးကိုလေးကိုတတ်တာလား ကိုကြီး ငယ်ညီလေးကိုမင်းတတ်တာနော်အကိုကြီးပြုစုမညီလေးအာညီလေးဒီနေရာမှာလာတွေ့တယ်ညီလေး ငါတနတ်မှန်တော့အချိန်နေမဆုံးမင်းပြုတ်ကြည့်လာငါတရားတော့မယ် ညီလေး ဟုတ်မင်းလက်ပြထားတော့မလား အောင်ချင်းညီလေးညီလေးပြပါ ကို ညီ ကြီး လေး ကုန်ကြ ဘာဘူးနဲ့ညီလေးအောင်တယ် ငါငါဆေးရမပို့နဲ့တော့ ဆေးကိုမအောင်ဆေးကိုညီလေးညီလေး ခေကနေမှကြီးကိုတွေ့တော့ငါပို့တယ်ငါရှိပါသေးဘူးပို့တယ်တော့ မင်းကိုဆေးုံပို့မယ် ပို့တယ်တော့မပို့နဲ့တော့ငါရခံစားနေရမပို့ပါနဲ့ အောင်နဲ့
မင်းကိုဆဲုံပို့မယ် မပို့ပါနဲ့တော့ငါတေးပါစေမပို့ပါနဲ့မပို့ပါနဲ့တော့ခါရခါရရတယ်မပို့ပါနဲ့တော့ မင်းရမယ်အဲ့မှာပဲသေတော့ မ